ကိုယ့်ရဲ့နိဗ္ဗာန်ပုံလေးဆိုတာအေးချမ်းပြီးပြည့်ပြည့်စုံတဲ့ခံစားချက်ကိုပေးနိုင်တဲ့နေရာကိုပြောရမလားဒီနေ့ကော်ဖီချစ်သူတွေအတွက်ဝင်လိုက်တာနဲ့တစ်ဆိုင်လုံးကော်ဖီနဲ့တင်းတင်းလေးမှုေးနေပြီးကိုယ့်အိမ်က home coffee bar လေးမှာအပန်းဖြည့်နေရတယ်လို့အမြဲနှွေးထွေးပေးမယ်ကော်ဖီဆိုင်လေးတစ်ဆိုင်ကိုခေါ်သွားပေးမှာပဲဖြစ်ပါတယ်ဒီဆိုင်လေးရဲ့ဝင်ချင်းမှာဆိုလို့ရှိရင်ဒီလို coffee တွေ tea တွေကိုဒီလို packaging လေးတွေနဲ့ထားထားတာပေါ့နော်ဒါ coffee တွေ tea တွေကြိုက်တဲ့သူတွေအတွက်ဆိုရင်တော့ hidden gem လေးတစ်ခုပဲပြီးတော့လက်ဆောင်ပေးလို့လည်းအရန်ကောင်းတယ် coffee လေးတွေဆိုလို့ရှိရင်လည်းဒီလို filter ခွက်လေးရပါပြီးသားဆိုတော့ရေချိန်ပြီးမထည့်တတ်တဲ့လူတွေအတွက်ကွက်တီပဲဖြောတောက်ရုံပဲပေါ့နော်အရန် convenient ဖြစ်တယ်ဒါလေးတွေဆိုပြီးတော့အရသာလေးတွေကိုလည်းဒီလိုမျိုးလေးရှင်းပြထားတဲ့နေရာလေးရှိရပေါ့နော်ဒီဆိုင်လေးမှာကျတော့ food menu တွေအများကြီးရှိရမဟုတ်ဘူးပေါ့နော် signature drink လေးလည်းကျွန်တော်မှာထားတယ် pizza မှာဆိုရင်တော့ကျွန်တော်3မျိုးရှိတယ်ကျွန်တော်ဒါ Hawaii pizza လို့ကျွန်တော်မှာထားတာပေါ့နော်သမင်းလေးမှာထားတာပေါ့နော်ကြက်သားအာလူလေးနဲ့ကြက်အာလူပြင်ကြက်ပင်စိမ်းတို့ငဖဲတို့လက်ဖက်သမင်းတို့လည်းရပါတော့။ sandwich လေးတစ်ခုဆိုရင်တော့3500ပေါ့နော်။ဟောတော်လေးကတော့ကြက်သားနဲ့ပေါ့နော်။ပီဇာလေးက frozen ကိုပြန်ပြီးတော့ bake လုပ်ပေးရဆိုတော့နည်းနည်းလေးတော့6တယ်လို့ခံစားရတယ်။ဘလို့ကဒီအနားသားလေးကိုကျွတ်အောင်လုပ်ပေးထားတာပေါ့နော်။ပူပူလေးစားရင်တော့အငမူးမူးလေးနဲ့စားလို့အဆင်ပြေရတယ်။ဒါကြက်သားရဲ့ကြက်ကြောင်ရဲ့နည်းနည်းကြီးရဲ့အဓိကပါတယ်ပေါ့နော်။ဒါလေးကတော့မတ်ချလက်ထီးလို့လားနည်းနည်းလေးပေါ့ရလို့ခံစားရတယ်ဒါပေမဲ့တောက်လို့အဆင်ပြေရဲ့ဒီရဲ့ရည်ပျော်သွားလို့လည်းပြင်နိုင်တယ်7 out of 10လောက်တော့ပြီးလို့ဟောတော်လေးကကြတော့အရသာပုံမှန်လောက်ပဲပေါ့နော်ဒါပေမဲ့သူ့ပေါင်ပုံသားလေးတော်တော်လေးနူးညံ့တယ်တော့ဒါဦးလောင်းတင်းနဲ့စံကက်ကိုရောဖြော်တာပါဦးလောင်းတင်းမှုန်းနဲ့လေးပါနေတာကိုပို့သဘောကျတယ်ဒီချစ်ကတော့နာချိုချစ်တွေပါအရသာလေးကတော့ထူးခြားခြားမရှိပေမဲ့ပုံမှန်လောက်ပဲပေါ့နော်တေချာလေးတော့ပြင်ဆင်ပေးထားပါတယ်ဒီကတော့ကြက်သားအာလူလေးပါသူ့ရဲ့ငပြားကြော်လို့သမီးတော်တော်ကြိုက်တယ်သမီးတော်တော်စားလို့အဆင်ပြေရပါဆိုတော့သမီးဒီတိုင်းအချောက်ပဲစားနေကြဆိုတော့လေတကယ်လို့ထင်းရရွှဲရွှဲလေးနဲ့စားနေတယ်လို့ပြောဆိုရင်တော့နည်းနည်းလေးခြောက်တယ်ပေါ့နော်ဒါပူတီခင်းကားလေးလည်းပြီးထားသေးတယ်ဒါလေးကပါပဲတီးပေါ့နော်ပါပဲစီလေးဝါလို့တော်တော်ကောင်းတယ်သူ့တက်ချတော်တော်မိုက်တယ်အနက်မွမွေးနဲ့အဲ့လိုစိမ့်စိမ့်ရတာလေးပိုကြိုက်တယ်ဒီ sandwich လေးဆိုရင်တော့တစ်ခုကို3500အရသာအနေနဲ့ဆိုရင်တော့ blueberry chocolate ချက်သားနဲ့ cheese လေးရပါတော့ဆိုရင်ရတာလေးရတယ်လေအချိုမခဲရလေးတော်တော်ဆင်းရဲဒီက coffee လေးရတော့ရွှာငံ Arabia coffee လေးကိုအသုံးပြုထားတာကိုယ်တိုင်ပဲလုပ်ထားပါတော့နော် signature coffee လေးကျွန်တော်မှာထားတယ် Taiwan brown sugar နဲ့ဆိုလုပ်ထားပါတော့သမီးဟာ CC လေးပါဒါ espresso လေးရယ် lemonade syrup လေးရယ် coffee ရတာအရင် strong ဖြစ်တာမကြိုက်ဘူးဆိုတော့ဒီ signature coffee လို့ထိုင်းနေတယ်ပေါ့နော် espresso ရတာခါခါလေးနဲ့lemonade ဆိုတော့ fresh ဖြစ်သွားတယ်ဒါလေးက cheese cake လေးပါဒီဘက်က brown လေးပေါ့နော် cheese ရတာတော်တော်လေးများတဲ့ခါကြောက်လေဒီတစ်ထုံးလုံးစားမယ်ဆိုရင်အဲ့လိုအေးစိမ့်သွားတယ်မယ်ဒါလေးကျ chocolate brown ပြီးပေါ့နော်သူဆိုရင်ဒါတစ်ခုလုံးက chocolate နဲ့လုပ်ထား snow cream လေးပါဒါတွေက drink ရယ် strawberry ရယ်အရသာ2မျိုးရရပေါ့နော်ဒီဆိုင်ကူကီလေးတွေကကြတော့အကျွတ်ပုံစံမျိုးမဟုတ်ဘဲနဲ့ coffee နဲ့တို့စားလို့အဆင်ပြေရဲ့ Euro style အပျော့လေးတွေပေါ့နော်ဒီမှာရတဲ့ tea လေးတွေကကြတော့ brown rice green tea ရယ် rose black tea ရယ် Gardenia 4 season လေးရယ်ရတယ်ပေါ့နော်ဒါလေးတွေကလက်ဆောင်ပေးလို့လည်းအဆင်ပြေတယ် premium ဆန်ဆန်လေးဆိုတော့ဒီဆိုင်လေးကကော်ဖီနဲ့တီးချစ်သူတို့အတွက်တီးတီးတန့်တန့်လေးနဲ့ထိုင်လို့ကောင်းပြီးတော့ AC file လေးရတယ် photo spot တွေရောအများကြီးမရှိဘူးပေါ့နော်ကျွန်တော်ဒီနေ့ဆိုင်ခဲ့ဆိုင်လေးကတော့ဒီ cafe ဆိုတဲ့ဆိုင်လေးပေါ့နော်ဆိုင်ခွဲလေးရှိသေးတယ်ကန်တော်ကြီးရိတ်မုံအရာရဲမှာတစ်ဆိုင်အခုဒီဆိုင်လေးကကြတော့တင်ငန်းကျွန်း4000ကလမ်းမပေါ်ကချီယာမှတ်တိုင်အနီးဘာလေလမ်းတိုင်းဝင်လာမယ်ဆိုရင် resident 80မှာရှိရတာဆိုင်လေးပေါ့နော်ဆိုင်ဖွင့်ချိန်ပိတ်ချိန်လေးကတော့မနက်8:00နာရီညနေ6:00နာရီပဲဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုဒီမှာပဲဆုံးသက်လိုက်ပါတော့မယ်တတာ